အကြမ်းဖက်မဟာလာတို့ပြုလုပ်မဲ့မတရားရွေးကောက်ပွဲကိုပြည်သူတွေလက်မခံကြပါဘူးပြည်သူဆန္ဒအစစ်အမှန်ကိုကျွန်တော်တို့2020အထွေထွေရွေးကောက်ပွဲမှာပြသခဲ့ပြီးဖြစ်ပါတယ်ဒါကိုလက်နက်နဲ့အနိုင်ကျင့်ချင်းချောက်ပြီးမဟာလာတို့ကအာဏာသိမ်းခဲ့တယ်အခုမကြခင်မှာသူတို့ပြုလုပ်မဲ့မတရားရွေးကောက်ပွဲကလည်းကျွဲကြိုကိုမှုတ်ပြီးတော့ကျွဲအုပ်ကိုဖြောဖြေနေခြင်းသာမြည်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်နေ့စဉ်ရက်ဆက်ပြည်သူကိုတစ်ဖက်မှာဘုံကျဲတက်ဖြတ်တယ်ပြည်သူအိုးအိမ်နေအိမ်တွေပစ္စည်းတွေကိုလူရက်တယ်မိရှို့တယ်အကုန်လုံးမတရားအဓမ္မပြုကျင့်နေကြတဲ့ကောင်းတွေဖြစ်တယ်ဒီကောင်တွေကပြည်သူကိုကာဝယ်ပါမယ်စောင့်ရှောက်ပါမယ်ပြည်သူကိုဥဆောင်ပါမယ်ဆိုပြီးအတန်ကောင်းဟစ်နေခြင်းဟာကျွဲကြုံမှုပြီးကျွဲအုပ်ကိုဖြောပြနေခြင်းသာမိပါတယ်ဒါကြောင့်မလို့ဒီမဟာလာတို့ပြုလုပ်ကြမဲ့မတရားရွေးကောက်ပွဲကိုကျွန်တော်ပြည်သူတယောက်အနေနဲ့လဲလုံးဝလက်မခံပါဘူးစန့်ကျင်ကန့်ကွက်ပါတယ်ခင်ဗျာ